အားလုံးပဲမင်္ဂလာပါ Game Week 35တဲ့အရေးပါတဲ့အချက်လက်တွေနဲ့ပွဲစဉ်ကြိုတင်ခံမှန်းချက်တွေကိုစိတ်ဝင်စားစရာကောင်းအောင်သုံးသပ်တော့မဲ့ဒီစီစဉ်ကနေကြိုဆိုပါရစေဒီနေ့ခွဲချမ်းဆေးဖြားချက်တွေကအမတ်တွေအများကြီးယူနိုင်ဖို့တကယ့်ကိုအထောက်အကူဖြစ်စင်မှာအသေးကြပါပဲဒီမှာမြင်ရတဲ့တကယ့်ကိုပြည်စုံတဲ့ dashboard ကြီးကတော့ဒီနေ့အတွက်ကျွန်တော်တို့ရဲ့အဓိကလက်နက်တာပဲပွဲစဉ်လိုက်ထွက်ပေါ်လာနေတဲ့ရလက်တွေအနိုင်ရနိုင်ကြရခိုင်နှုန်းနေနဲ့အရေးကြီးတဲ့ view ဟာမျိုးအချက်လက်တွေအကုန်လုံးဒီထဲမှာအပြည့်အစုံပါဝင်ပါတယ်ဒါဟာဒီတစ်ပတ်တော့လုံးဝကိုမရှိမဖြစ်လမ်းညွှန်ချက်အခုလို့ပြောလို့ရပါတယ်။ဒီတော့ဒီနေ့အဓိကဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့ Game Week 35ရဲ့အထွေထွေအခြေအနေအလေးပေးခံရဆုံးအသိကြီးတွေအကြောင်းခံမရခဲ့တဲ့ပွဲစဉ်တွေနောက်ပြီး Oracle ရဲ့ view ဟာမြောက်အချက်လက်တွေနဲ့အထူးရွေးချယ်စရာကစားသမားအကြောင်းပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Game Week 35ရဲ့အခြေအနေကိုကြည့်ပြီးအခြေခံအုတ်မြစ်ချမှတ်ကြည့်ကြရအောင်။ဒီတစ်ပတ်မှာပွဲစဉ်10ပွဲရှိပါတယ်။ဂိမ်းကနအချက်လက်ဒီကအရန်များလွန်းတော့မျက်စိမလဲသွားအောင်လို့လေတကယ်အရေးကြီးတဲ့အရာတွေကိုပဲတေချာစစ်ထုတ်ပြီးလက်တွေအသုံးချနိုင်မယ် fantasy view ဟာတွေကိုလိုရင်းတူရှင်းထုံနှုတ်တင်ပြပေးသွားပါမယ်အခုဒုတိယအပိုင်းအဖေးပေးခံရဆုံးအတင်းကြီးတွေတနည်းအားဖြင့်အလုံးကျုံဆုံးရွေးချယ်မှုတွေစီတော်လိုက်ကြရအောင်ဒီတစ်ပတ်မှာအလုံးကျုံဆုံးကစားကွက်ကဘာလဲဆိုရင် Arsenal ပါပဲFulham နဲ့ကစားရမယ့်ပွဲမှာသူတို့ရဲ့အနိုင်ရနိုင်ခြေက80%အထိရှိနေပါတယ်။ Oracle ကတော့မှ ARS Clear Favor ဆိုပြီးကြီးကြီးကျယ်ကျယ်မှတ်ချက်ပေးထားတာပါ။ဒါအမတ်ရဖို့တေးကြတလောက်ရှိတဲ့အလုံးကျုံဆုံးရွေးချယ်မှုတစ်ခုဆိုတာချင်းရှားပါတယ်။နောက်ထပ်မပါမဖြစ်အသင်းကြီးတစ်သင်းကတော့ Everton ကိုအဝေးကွင်းမှာ 3-0 နဲ့နိုင်မယ်လို့ခန့်မှန်းထားတဲ့ Manchester City ပါ။မှတ်ချက်မှာဖလားလို့ပွဲအတွက်မဖြစ်မနေအနိုင်ရရန်လို့အလေးနဲ့ပြချတဲ့အတွက်သူတို့ကလည်းထိတ်တန့်အလေးဖေးခံရတဲ့အသင်းစာရေးမှာထင်ထင်ရှားရှားပါဝင်နေပါတယ်။ Chelsea အသင်းသားတို့ Nottingham Forest ကို Norway နဲ့အနိုင်ရဖို့ခန့်မှန်းထားပြီးဒီထိတ်တန့်အုပ်စုကိုဖြစ်စီပေးထားပါတယ်။အင်ကွင်းမှာအားကောင်းတဲ့ဆိုတဲ့မှတ်ချက်နဲ့အနိုင်ရနိုင်ချေ65%ရှိတယ်ဆိုတဲ့အချက်ကသူတို့ကိုယုံကြည်စိတ်ချရတဲ့အရွေးချယ်မှုတစ်ခုဖြစ်စေပါတယ်။တတိယအပိုင်းရောက်လာပါပြီ။ဒီအပိုင်းကတော့ခမန်းရခတ်တဲ့ပွဲစဉ်ဒီနေ့အထိအန်ဒီယဆုံးတဲ့အကြောင်းပါမန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးတို့ရဲ့ပွဲစဉ်ဆိုရင်တော့အကြီးမားဆုံးအန်တရီယာချက်ပေးခံလောင်းပါပဲဒါပြီးပွဲစဉ်ရဲ့ကမောကမဖြစ်မှုဆိုတဲ့အတိုင်းဒီလိုပွဲမျိုးကဘာမှဆိုဖြစ်သွားနိုင်ပါတယ်မှန်းရရန်ခက်တဲ့အတွက်လုံးဝကိုစိတ်ချရမှုမရှိပါဘူးကိန်းကနန်းတွေကိုကြည့်လိုက်ရင်ပိုသိတာပါတယ်အင်ကွင်းအဝေးကွင်းတရေချစ်နိုင်ခြေရခိုင်နှုန်းတွေက33 34 33ဆိုပြီးအငြိမြအနီးပါချစ်နေတာတွေ့လာမှာပါဒါဟာဒါဘီပွဲစဉ်ရဲ့ကမောကမသီးမှုကိုဖြည်းဖြည်းဆုံဆွတရုပ်ဖို့ထားတာပါဒီပွဲကိုအားကိုးဖို့ဘာကြောင့်အန်တယ်များလဲဆိုတာရှင်းနေပါတယ်အခြားခံမှန်ရခတ်တဲ့ပွဲစဉ်တွေမှာလည်းဂိုးတွေတွင်းကောင်းတွင်းနိုင်ပေမဲ့ဘယ်အတွင်းနိုင်မလဲဆိုတဲ့တိကျမှုသိမရှိပါဘူးနျူကာဆယ်နဲ့ Brighton လိုအချင်းငယ်ကစားရမယ့်ပွဲတွေဒါဘီအငွေအသက်ပါနေတဲ့ Brentford နဲ့ West Ham ပွဲတွေနောက်ပြီး Aston Villa ရဲ့အန်အားသင့်ပွဲကိုများနိုင်တဲ့ပွဲစဉ်တွေပါဝင်ပါတယ်ပွဲကြီးရစိတ်လှုပ်ရှားစရာကောင်းပေမဲ့ကစားသမားရွေးချယ်တဲ့နေရာမှာတော့တကယ်ကိုသတိချရမယ့်အပိုင်းတွေပါစတုထအပိုင်းနိုင်တဲ့ Oracle ရဲ့ view ဟာမြောင်းအချက်လက်တွေလက်တွေအထုံးချက်နိုင်တဲ့အချက်တွေကိုလေ့လာကြည့်ကြရအောင်ပေးကုန်းမရှိနိုင်တဲ့အသင်းတွေကိုစူးစီးကြည့်လိုက်ရင် Arsenal, Manchester City နဲ့ Chelsea တို့ဟာဘာကြောင့်အဓိကခံစစ်ပစ်မှတ်တွေဖြစ်နေလဲဆိုတာသိသက်စွာတွေ့မြင်ရမှာပါဒီအသင်းသုံးသင်းလုံးကပင်ဘတ်တွေကိုဂုံးမပေးရဘဲနိုင်မယ်လို့ခန့်မှန်းထားရပါဒါဟာခံစစ်ကစားသမားတွေရွေးချယ်ရမှာအလွန်အရေးပါတဲ့အချက်ပဲဖြစ်ပါတယ်အသင်းခေါင်းဆောင်ရွေးချယ်ဖို့ဆိုရင်တော့ Oracle က Manchester City နဲ့ Arsenal ဆိုပြီးရွေးချယ်စရာနှစ်ခုကိုတိတိကျကျချုံပေးထားတာပါဒါဟာအစိုးပိုင်းကကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အလေးပေးခံရဆုံးအသင်းကြီးတွေရဲ့အချက်လက်တွေကိုတိုက်ရိုက်ထွင်ဟန်နေလာပါအမှန်အများဆုံးရနိုင်မယ့်အသေးချဆုံးလမ်းကြောင်းတွေပါပဲနောက်ဆုံးမင်းစမပိုင်းကတော့အထူးရွေးချယ်စရာကစားသမားကျွန်တော်ရဲ့ရှုဝဲလနာအကြောင်းပါဒီတစ်ပတ် Game Week 35အတွက် Oracle ရဲ့အတိအကျဆုံး differential တနည်းအားဖြင့်တခြားသူတွေတိတ်မရွေတဲ့အထူးရွေးချယ်စရာကတော့ Leeds အသင်းက Jadon Bugel ပါပဲဒီရွေးချယ်မှုကိုတိကျပြန်ကြည့်ရင်တော်တော်လေးရွေးတည်ကြပါတယ် Leeds အသင်းဟာအင်္ဂွင်းအသာချက်ရှိနေသလိုနှစ်တနဲ့အနိုင်ရဖို့ခံမှန်းထားခဲ့အတွက်အနိုင်ရဖို့အပြင်းထန်ကြိုးစားမဲ့ Lead Push ဆိုတဲ့တွင်းအားလေးရှိနေပါတယ်။ဒါကြောင့်ဒီရွေးချယ်မှုဟာတခြားမန်နေဂျာတွေတတိမထမိခင်မှာအမှတ်ဒီခွဲထွက်သွားနိုင်တဲ့တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခွင့်အရေးပါ။ဒီတော့ဗျူဟာမြောက်အစီအမံလေးကိုအမြန်ချုပ်ပြရရင်အသင်းခေါင်းဆောင်ရဲ့ပြေကိုမရှိမဲ့ကစားသမားတွေအတွက်အသင်းကြီးတွေကိုပဲပြင်မှန်ချအသာစီးရဖို့အတွက်ဘိုးကဲကိုအထုံးချပါပြီးတော့အရေးကြီးဆုံးကခမရခက်တဲ့ဓာဘီပွဲစဉ်ရဲ့ခမောက်ခမဖြစ်မှုတွေကနေအဝေးဆုံးမှာရှောင်နေဖို့ပါပဲကက်လက်တွေကိုပြေးဖယ်ထားလိုက်ရင်နောက်ဆုံးအကြီးမားဆုံးစိန်ခေါ်မှုကတော့ကိုယ့်ရဲ့အသင်းကိုအပီးတိုင်ရွေးချယ်တဲ့အခါလုံခြုံစိတ်ချရတဲ့အသင်းတွေနဲ့ခမရခက်တဲ့ပွဲစဉ်တွေကြားမှာချင်းခွင်ညာကိုဘလို့အကောင်းဆုံးညှိယူမလဲဆိုတာပါပဲ
စိတ်ချရတဲ့လမ်းကြောင်းကိုပဲသွားမလားဒါမှမဟုတ်ရတမဲဆရာပွဲစဉ်တွေမှာစွန့်စားကြည့်မလားဆိုတာကတော့စဉ်းစားစရာပဲဟေလီတစ်ခုပါပဲအားလုံးပဲဒီတစ်ပတ်တက်တေချာစဉ်းစားပြီးအကောင်းဆုံးအသင်းကိုတည်ဆောက်နိုင်ကြပါစေ